တရုတ်ကထိုင်ဝမ်ကိုသိမ်းပိုက်ရင်ဂျပန်ကလည်းပဲထိုင်ဝမ်ဘက်ကစစ်ကူတိုက်ပေးမယ်လို့ပြောပြီးနောက်တရုတ်နဲ့ဂျပန်တို့ရဲ့ဆက်ဆံရေးကအဆိုးအဆုံးအခြေအနေတို့ရောက်ရှိခဲ့ပါပြီ။ဒါဆိုရင်ကမ္ဘာဒုတိယအကြီးဆုံးစစ်အင်အားပိုင်ဆိုင်တဲ့တရုတ်ကိုဂျပန်ကစစ်ရေးအရာစိန်ခေါ်လိုက်တာနဲ့အတူတူပါပဲ။ဒါဆိုဘာကြောင့်ဒီလိုစစ်အင်အားကြီးတဲ့တရုတ်ကိုစိန်ခေါ်ရတာလဲဗျ။ကဲဒါဆိုဂျပန်နဲ့တရုတ်တို့ရဲ့စစ်အင်အားနှိုင်းယှဉ်ချက်ကိုလေ့လာကြည့်လိုက်အောင်ဗျ။တောင်သူကြီး channel မှာပြန်လည်ကြိုဆိုလိုက်ပါတယ်။ဂျပန်နဲ့တရုတ်ကြီးတို့ရဲ့စစ်အင်အားနှိုင်းယှဉ်ချက်လူဦးရေအဖြစ်ဂျပန်နိုင်ငံက123တန်းဝန်းကျင်ရှိပြီးတော့ရင်တရုတ်ကြီးမှာတော့တန်း1400ဝန်းကျင်နေရှိပါတယ်။တန်း1400ဆိုတော့က1ဘီလီယံနဲ့ညီမျှပါတယ်။ဘာကြောင့်လဲဆိုရင်1ဘီလီယံမှာတန်း1000နဲ့ညီမျှလို့ဖြစ်ပါတယ်။စီးပွားရေးဂျပန်နိုင်ငံရဲ့ GDP ကတော့ရင်4.3 ထရီလီယံရှိပြီးတော့ရင်တရုတ်ကြီးရဲ့ GDP ကတော့ရင်19.5 ထရီလီယံအထိတောင်ရှိပါတယ်။ဒါကကမ္ဘာပေါ်မှာဒုတိယအမေရိကန်ပြီးရင်ဒုတိယအများဆုံး GDP တန်ဖိုးရှိတဲ့နိုင်ငံဖြစ်ပါတယ်။ဒီမှာ GDP ဆိုတာကကြတော့1 trillion ဆိုတာက1000 ဘီလီယံနဲ့ညီမျှပြီးတော့ရင်1 ဘီလီယံမှာတော့1000တန်း1000နဲ့ညီမျှပါတယ်။ဒီနေရာမှာ GDP ဆိုတာကကြတော့ပြည်တွင်းတစ်ခုရဲ့ပြည်တွင်းရဲ့အတင်ထုတ်လုပ်မှုတန်ဖိုးကိုပြောတာဖြစ်ပါတယ်။အဲ့ဒီထဲမှာဆိုလို့ရှိရင်လမ်းဘေးဈေးဆိုင်တွေမှာကနေပြီးတော့လုတ်တဲ့လောက်အားတန်ဖိုးကစလို့ဟိုအကြီးဆုံး Google ကုမ္ပဏီကြီးတွေအထိအားလုံးအကျုံးဝင်ပါတယ်။ကုန်းမြေအကျယ်ဂျပန်နိုင်ငံရဲ့ကုန်းမြေအကျယ်ကတော့ယင်3,9,9,915 ကီလိုမီတာစကွဲရှိပြီးတော့တရုတ်ကြီးရဲ့ကုန်းမြေအကျယ်ဝန်းကတော့ယင်9,5,9,6,660 ကီလိုမီတာစကွဲရှိပါတယ်။ဒါကိုကြည့်ချင်းအဖြစ်တရုတ်ကြီးကဂျပန်တက်25ဆကြီးများတော့ကြီးနေတာကိုတွေ့ရပါတယ်။လေယာဉ်ပိုင်ဆိုင်မှုတရုတ်ရဲ့စုစုပေါင်းလေယာဉ်ပိုင်ဆိုင်မှုကတော့ရင်3,300အထက်ရှိရဗျ။တူပေမဲ့လည်းပဲဂျပန်ကြီးမှာတော့ဒုတိယကမ္ဘာစစ်ကလေးကခုချိန်ထိပြန်လည်တည်ဆောက်ရင်945စင်းထိပဲရှိပါတယ်ဗျ။လေယာဉ်တင်သင်္ဘောဒီနေရာမှာတရုတ်ကြီးမှာတော့လေယာဉ်တင်သင်္ဘော3စီးခန့်ရှိပါတယ်။ကမ္ဘာပေါ်မှာဒုတိယအများဆုံးအရေးအတွက်လို့ပြောလို့ရပါတယ်။ဒီနေရာမှာဂျပန်နိုင်ငံရဲ့လေယာဉ်တင်သင်္ဘောပိုင်ဆိုင်မှုနဲ့ပတ်သက်ပြီးတော့နည်းနည်းပြောပြချင်ပါတယ်။ဂျပန်ကဆိုရင်ဒုတိယကမ္ဘာစစ်ပြီးတဲ့နောက်ပိုင်းမှာလေယာဉ်တင်ပိုင်ဆိုင်မှုနဲ့ပတ်သက်ပြီးတော့ရှင်းပြချင်ပါတယ်။ဂျပန်တို့စစ်ရှုံးပြီးနောက်ကာကွယ်ရေးတပ်ဖွဲ့သားပြည်စည်းခွင့်ရှိပြီးတော့ထိုးစစ်တုံးတော့ကျူးကျော်စမှာအသုံးပြုတဲ့လေယာဉ်တင်တိစောက်မှုကိုတော့တိစောက်ခွင့်မရှိခဲ့ပါဘူး။ထို့ပေမဲ့လည်းရန်သူတရုတ်ကြီးရဲ့စစ်အင်အားကြီးမားမှုကိုစိုးရိမ်လာတဲ့အတွက်ကြောင့် US နဲ့ EU နိုင်ငံတွေကပြေလျှော့ပေးမှုကြောင့်2024နောက်ပိုင်းမှာတော့ဆွဲဆုံးတုံးလို့ရမယ့်အီလန်တို့လေယာဉ်တင်သင်္ဘောကိုတိစောက်နိုင်ခဲ့ပါတယ်။တရုတ်ရဲ့သင်္ဘောပိုင်ဆိုင်မှုကအမေရိကန်နဲ့တော့များပါတယ်။စုစုပေါင်းသင်္ဘောအရေအတွက်900ကျော်ထိရှိပါတယ်။တူပေမဲ့လည်းဂျပန်ကြီးမှာတော့သင်္ဘောပေါင်း150ကျော်သာရှိပါတယ်။စစ်တီအင်အားကမ္ဘာလူဦးရေအများဆုံးတရုတ်ကြီးမှာတော့စစ်တီအင်အားက2,350,000ဝန်းကျင်ခန့်ရှိပါတယ်။တူပေမဲ့လည်းဂျပန်ကြီးမှာတော့ယင်စစ်တီအင်အားက2သိန်းခွဲမြတာရှိပါတယ်။ဒါဆိုရင်ဒီလောက်စစ်အင်အားကွာနေတာကိုဂျပန်ကတရုတ်ကိုစစ်ရေးအရစိန်ခေါ်ရပြ။အဲ့ဒါအဓိကနောက်ွယ်အကြောင်းရင်းတော့ဘာဖြစ်လဲ။သူ့ရဲ့နောက်ွယ်ကအဓိကအကြောင်းရင်းတော့ကမ္ဘာအကြီးစစ်အင်အားအကြီးဆုံးအမေရိကန်ရှိနေတဲ့အတွက်ကြောင့်ဖြစ်ပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။